ဒီကဘာလောကကြီးမှာပထမဦးဆုံးဝတ်ပြုတိဆောက်ခြင်းခံခဲ့ရတဲ့နမတ်ကဘယ်နမတ်လဲဖဂျ်နမတ်Hazrat Adam alayhi salam နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့သိတယ်အာဒမ် alayhi salam ရဲ့ဘက်ကနေချွတ်ချော်တိတ်ကောင်းတစ်ခုဖြစ်သွားတယ်အလ္လာဟ်အမိန့်တော်တစ်ခုကိုဖီဇာမိတယ်လို့မျိုးဖြစ်သွားအတီးကိုစားတယ်အဲ့တော့အလ္လာဟ်တာလာပြစ်ဒဏ်ခတ်တော်မူတယ်အလ္လာဟ်အာဒမ် alayhi salam နဲ့ဟဝါ alayhi salam ကိုအလ္လာဟ်တာလာပြောတယ်တို့တင်တို့နှစ်ယောက်ဟာကဘာမြေကြီးဘုတ်ကိုဆင်းကြဂျန်နတ်မနေလို့မရဘူးအဲ့တော့ Hazrat Adam alayhi salam နဲ့ဟဝါ alayhi salam ကဘာကြီးဘုတ်ကိုရောက်တယောက်တနေရာကိုယ်တယ်သူတို့ဒီကဘာကြီးကိုရောက်လာတဲ့အချိန်ကညဘက်ပိန်အောင်မောင်းလာလဲကွယ်လုံးဝအလင်းအောင်မရှိဘူးလက်စမီလည်းမရှိဘူးလေအဲ့ဒီတော့ဖျောင်းနိုင်လည်းမရှိဘူးမိကွက်တမီးရည်လည်းမရှိတခါလဲညဘက်ကြီးအလ္လာဟ်တာလာဒီကဘာကြီးကိုဆင်းသက်တယ်လို့ပြောတယ်အာဒမ် alayhi salam နဲ့ဟဝါ alayhi salam ကိုတယောက်တနေရာအာဒမ် alayhi salam ကဟိန္ဒူစတန်မှာဟဝါ alayhi salam ကအာဒမ်တယောက်တနေရာစီကွဲပြီးတော့ကဘာမြေကြီးကိုရောက်လာတယ်တခါလဲပိန်အောင်မောင်းနေတယ်ဘာအလင်းအောင်တစ်ခုမှမရှိဘူးလာလဲကွယ်အာဒမ် alayhi salam ကပထမဦးဆုံးကဘာမြေပေါ်ကိုစားရောက်တဲ့အချိန်ဒီအချိန်ကဘာဖြစ်နေဒီမှာပေါင်းမဲတူးနေတဲ့အခါကျတော့အာဒမ် alayhi salam ကဘယ်လိုထိုင်နေဆိုတော့ဒုနီယာဆိုတာတလုံးဝမှောင်နေတဲ့နေရာဒုနီယာဆိုတာအမြဲတမ်းလုံးဝမှောင်နေတဲ့နေရာဖြစ်တယ်ဆိုပြီးတော့ထင်လို့သူတော်တော်စိတ်ညစ်သွားတစ်ဖက်ကအလ္လာဟ်ရဲ့အမိန့်ကိုဖီဇာမိတယ်လို့ဖြစ်သွားတယ်သူရဲ့စဉ်းစားတန်ဆောင်းတခုမှားသွားတော့သူရဲ့သဘောပေါက်တွဲမှားမှုကြောင့်အမှားတစ်ခုသူစီကနေဖြစ်သွားတယ်အစ္စလိရဲ့လက်စားမှုကြောင့်ရှိုင်တန်ရဲ့လက်စားမှုကြောင့်တစ်ဖက်ကစိတ်ညစ်နေတဲ့ဟာလာတော်ပါလေတော့မယ်နောက်တစ်ခါကတခါလေကဘာကြီးကပိန်အောင်မော်နေသူချင်းကဒုနီယာကအများနဲ့ဒီလိုပဲမော်နေလို့ထင်ပြီးတော့စင်တာထဲမှာပဲခေါင်းကိုချထားတယ်ငိုးတယ်စင်တာထဲမှာငိုးတယ်စင်တာထဲမှာနောက်ကြတော့ဘာဖြစ်လဲဆိုတော့မနဲ့အယုံဦးကလေးအောင်ထွက်အယုံဦးနဲ့ဖတ်တဲ့အချိန်မှာကျွန်တော်တို့တွေ့ရတဲ့အလင်းအောင်ရိပ်ရဲ့ကလေးထွက်လာလင်းလာအဲ့ဒီအချိန်မှာအာဒမ် alayhi salam ပျော်ပြီးတော့အာဒမ် alayhi salam လာလို့ဆိုတော့နမတ်တရကာတ်ကိုပြုတယ်တရကာတ်ကကျွန်တော်ဘာတော်လဲဆိုတော့အတ္တတာလာအမှောင်တွေကိုဖယ်ရှားပေးတဲ့အတွက်ကြောင့်ကျေးဇူးတင်တဲ့တရကာတ်ကိုပြုတယ်နောက်တရကာတ်ကကျွန်တော်အလင်းအောင်ကိုချပေးတဲ့အတွက်ကြောင့်အလ္လာဟ်ကိုကျေးဇူးတင်နေတဲ့နောက်တရကာတ်ဖတ်တယ်အဲ့ဒါကိုခေါ်တယ်ဖဂျ်ဖရဇ်နမတ် Hazrat Adam alayhi salam namaz rakaat do pule Allah Taala ai namaz ko balam din ta budle sallallahu Muhammad sallallahu alaihi wasallam ye ummat ko ai namaz rakaat ko Allah Taala faraz do bule to kaba mi ji ko ma lu da pathama u song yaw la de achein lu da ka Allah to hu pyu ti saw ke pathama u song namaz ka ba namaz le fajr namaz di namaz balo chi che mle so da ko lu ji me no aloi ko tabo paw le so lo di ma အခုနကျွန်တော်ပြောတယ်ဝတ်ပြုတိဆောက်ရတာဘလောက်ခတ်တယ်လဲအဲ့ဒါတော့အလ္လာဟ်ကချင်းမြဲမဲ့အကျိုးဆောင်ကလည်းအဲ့ဒါတော့ကြည့်ပါအဲ့ဒါတော့ဟာဒီစ်တော်မှာဘယ်လိုလာရှိလဲ Hazrat